ဘာလီကိုရောက်ရင်စာရုံးလို့ခေါ်တဲ့ဒီအစိမ်းရောင်ပေါ်ဝါစာကိုဝတ်ပြီးရေတန့်စင်ကြတဲ့ဘုရားကျောင်းရဲ့နောက်ွယ်ကထူးခြားတဲ့သမိုင်းကျောင်းကိုမချိုကဒီဘလော့လေးနဲ့အတူပြပြပေးသွားမယ်နော် Puradita Ampul Temple အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာရှိတဲ့ဒီဘုရားကျောင်းကနှစ်ပေါင်း1000ကျော်သက်တမ်းရှိပြီဖြစ်ပြီးဘာလီရဲ့အကျော်ကြားဆုံးတမ်ပယ်တစ်ခုလည်းဖြစ်ပါတယ်ဒီဘုရားကျောင်းကြီးရဲ့အရန်ကိုမှစိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းကျောင်းကတော့အင်ဒရာလို့အမည်ရတဲ့ဟိန္ဒူနတ်ဖျားနဲ့မာယာတနဝါလို့အမည်ရတဲ့နတ်ဆိုးတို့တိုက်ခိုက်ကြရာကနေနတ်ဆိုးကြီးလှုပ်ကြံမှုဖြစ်အင်ဒရာနတ်ဖျားရဲ့စစ်သားတွေအစိတ်သိမ်းခဲ့ကြရတယ်။အဲ့ချိန်မှာပဲအင်ဒရာနတ်ဖျားကမြေကိုလမ်းနဲ့ထိုးပြီး Holy Spring Water တစ်ခုကိုဖန်တီးခဲ့ပါတယ်။အဲ့ဒီကထွက်တဲ့ရေတွေကပဲသူ့ရဲ့စစ်သားတွေကိုအစိတ်ဖြေပေးခဲ့တာမို့အခုထိတိုင်ဒီရေတွေကအစိတ်တွေကိုပြေစေတယ်အဖြစ်တွေကိုစစ်ကြောပေးတယ်ဆိုပြီးဘာလီလူမျိုးတွေသမကအနေနဲ့အရရက်က tourist တွေကပါယုံကြည်ကြပါတယ်။နောက်ထပ်ထူးဆန်းတာတစ်ခုကဒီရေကန်ကနှစ်ပေါင်းများစွာကြာတာတောင်တစ်ချိန်တစ်ခါမှခန်းသွားခြင်းမရှိဘဲအဆက်မပြတ်ထွက်နေတာမို့ဒီရေကို living holy water လို့တောင်ခေါ်ကြပါတယ်။ဒီရေကန်မှာမြေအောက်ကရေဖိအားကြောင့် water bubble တွေအဆက်မပြတ်ထွက်နေတာကိုအခုလိုပဲမြင်နိုင်ပါတယ်။ရေဘူးစမ်းတွေမှာလို့ပွက်ပွက်ဆူနေတာက natural spring pressure ကြောင့် water movement ဖြစ်နေတာမို့ထွက်လာတဲ့ရေကအေးလေးပါ။ရေနဲ့တန့်စင်ခြင်းမလုပ်ခင်မှာနဖျားတွေစီခွင်တောင်းတဲ့ပူဇော်မှုတစ်ခုလုပ်ရပါတယ်။အဲ့ဒါပြီးရင်တော့သူတို့သတ်မှတ်ထားတဲ့လမ်းစဉ်အတိုင်းတဆင်ချင်းစီရေတန့်စင်လို့ရပါပြီ။အဆင့်တဆင်ချင်းစီမှာစုတစ်ခုစီတောင်းလို့လည်းရပါတယ်။မာလူကတ်လို့ခေါ်တဲ့ဒီရေတန့်စင်ခြင်းကမိမိရဲ့စိတ်ခန္ဓာနဲ့ energy ကိုတန့်စင်ပေးတာပါခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ energy တွေယောဂတွေနဲ့အတွေးအမြင်တွေကိုဖယ်ရှားပေးနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကြောင့်အစစ်တွေအကုန်ပြီးသွားတဲ့အခါမှာစိတ်ပေါ်ပါပြီးကြည်လင်လာတယ်လို့မချိုကတော့ခံစားရပါတယ်ရေတန့်စင်ခြင်းပြီးရင်တော့နောက်ဆုံးအဆင့်ဖြစ်တဲ့ဆူတောင်းဝတ်ပြုခြင်းကိုပြုလို့ရပါမယ်ဘာလီနီဟိန္ဒူစင်မှာ offering လုပ်ခြင်းကကျေးဇူးတင်မှုကိုပုံစားပြုပါတယ်အခုမချိုကင်ထားတဲ့ offering tray ထဲမှာပန်းအရွက်နဲ့မုတ်တစ်ခုခုမမဟုတ်အသီးတစ်ခုခုပါဝင်ပါတယ်ဝတ်ပြုခြင်းပြီးတဲ့နောက်မှာတော့ဖျားလူကြီးက holy water နဲ့ဆုပေးပြီးစံစီအနှဲငယ်ကိုနှစ်ဖူးအလယ်မှာကပ်ပေးလိုက်ပါတယ်ဆန်ကိုဘာသာရေးပွဲတွေမှာအသုံးပြုရခြင်းရဲ့ရည်ရွယ်ချက်ကဘာလီလူမျိုးတွေရဲ့ရိုးရာယုံကြည်ချက်တစ်ခုဖြစ်တဲ့ဆန်သည်ဖျားကပေးတဲ့လက်ဆောင်ဆိုတဲ့အယူကြောင့်ပါနှစ်ဖူးအလယ်မှာကပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့တတိယမျက်လုံးအနေနဲ့ blessing လုပ်ခြင်းပါကဲအခုဆိုရင်မချိုကခွင်တောင်းခြင်းရေတန့်စင်ခြင်းနဲ့ဝတ်ပြုခြင်းဆိုတဲ့အဆင့်၃ဆင့်လုံးကိုပြီးဆုံးသွားပါပြီမကောင်းတဲ့ energy တွေကိုတန့်စင်ပြီးစိတ်ကလေးကိုကြည်ကြည်လင်လင်လေးဖြစ်ခြင်းနဲ့ဆိုရင်ထီရာအန်ပူတန်ပေကိုတစ်ခေါက်လောက်သွားလဲဖို့အကြံပြုရင်မချိုရဲ့ဘလော့လေးကိုအဆုံးသတ်လိုက်ပါမယ်ဘာလီရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူနောက်ထပ်ဘလော့မှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်